ညတကောင်မှာနေထွက်ပြီး24နာရီလုံးနေမဝင်တဲ့နိုင်ငံသို့မဟုတ်နော်ဝေနိုင်ငံအကြောင်းသိကောင်းစီအောင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Crazy အန်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကဘာပေါ်မှာည7နာရီကျော်တဲ့အထိနေရောင်ကမဝင်သေးပဲနေကင်းအတိုင်းလင်းထိန်နေတဲ့နေရာတစ်ခုရှိရဆိုရင်တော့ယုံနိုင်ကြမလားပို့ပြီးတော့အန်ဩစရာကောင်းတာကဒီဖြစ်စဉ်ကတစ်ရက်နှစ်ရက်တည်းမဟုတ်ပဲရက်ပေါင်းများစွာဇက်တိုက်ဖြစ်ပေါ်နေတတ်ပါတယ်ဒါဟာရုပ်ရှင်တွေကဇက်ဝင်ကန်တစ်ခုမဟုတ်သလိုကွန်ပျူတာနဲ့ဖန်တီးထားတဲ့အထူးပြုလုပ်ချက်လည်းမဟုတ်ပါဘူးတဘာဝကဖန်တီးပေးထားတဲ့အံဖွေဖြစ်စဉ်တစ်ခုပါဒီလိုထူးခြားတဲ့တဘာဝအံဖွေတွေကိုပိုင်ဆိုင်ထားတဲ့နိုင်ငံကတော့နော်ဝေနိုင်ငံပဲဖြစ်ပါတယ်နော်ဝေကဥရောပတိုက်မြောက်ပိုင်းမှာရှိတဲ့စကန်ဒီနေဗီးယားကျွန်းဆွယ်ပေါ်မှာတည်ရှိပြီးတော့တဘာဝအလားတရားတွေနဲ့ကဘာကျော်တဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်နွေရာသီရောက်တဲ့အခါနိုင်ငံရဲ့မြောက်ပိုင်းဒေသတွေမှာ Midnight Sun လို့ခေါ်တဲ့ညသကောင်ကျော်အထိနေမဝင်တဲ့ဖြစ်စဉ်ကိုတွေ့မြင်ရပါတယ်တစ်ဖက်မှာတော့ဆောင်းရာသီရောက်တဲ့အခါမှာ Polar Night လို့ခေါ်တဲ့နေလုံးဝမထွက်တဲ့ရက်ပေါင်းများစွာကိုလည်းကြုံတွေ့ရပြန်ပါတယ်ဒီလိုကဘာပေါ်မှာရှားရှားပါးပါးတဘာဝဖြစ်စဉ်တွေကြောင့်နော်ဝေကို Land of the Midnight Sun လို့ကဘာတဝန်းကတင်စားခေါ်ဝေါ်ကြပါတယ်ဒါပေမဲ့လည်းနော်ဝေရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အရာတွေကဒီလောက်နဲ့မပြီးသေးပါဘူး။လွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်ကဥရောပတခွင်ကိုတုံလို့စေခဲ့တဲ့ Vikings စစ်တီတော်တွေရဲ့မွေးရမြေလည်းဖြစ်ပါတယ်။တောင်တန်းတွေကြားထဲကိုပင်လယ်ရေတွေစီးဝင်ပြီးတော့ဖြစ်ပေါ်လာတဲ့ Fort တွေကကဘာပေါ်မှာအလှဆုံးတဘာဝရှုခင်းနေရတဲ့တစ်ခုအဖြစ်သတ်မှတ်ခံထားရပါတယ်။ဒါအပြင်ညကောင်းကင်မှာအစိမ်းရောင်ခရမ်းရောင်ပန်းရောင်အလင်းတန်းတွေကခုန်နေတယ်လို့မြင်ရတယ် Aurora Borealis တို့မဟုတ် Northern Lights ကိုလည်းနှစ်စဉ်ကဘာလက်ခီးတဲ့တန်းပေါင်းများစွာလာရောက်ပြီးတော့ကြည့်ရှုကြပါတယ်လူဦးရေက9သန်းကျော်သာရှိပေမဲ့လူနေမှုဘဝအရှိအသွေးပညာရေးကျန်းမာရေးလုံခြုံရေးနဲ့ပျော်ရွှင်မှုအညွှန်းကိန်းတွေမှာတော့နော်ဝေကကမ္ဘာထိပ်တန်းနိုင်ငံတွေထဲမှာအမြဲတမ်းပါဝင်နေပါတယ်။နိုင်ငံရဲ့မြို့တော်ကအော်စလိုဖြစ်ပြီးတော့စီးပွားရေးယဉ်ကျေးမှုနဲ့နိုင်ငံရေးရဲ့အချက်အချာမြို့လည်းဖြစ်ပါတယ်။အကျယ်အဝန်းအားဖြင့်စတုရန်ကီလိုမီတာ3,85,000ကျော်ရှိပြီးတော့အရှေ့ဘက်မှာဆွီဒင်အရှေ့မြောက်ဘက်မှာဖင်လန်နဲ့ရုရှားတို့နဲ့နယ်နိမိတ်ချင်းထိစပ်နေပါတယ်။အနောက်ဘက်မှာတော့နော်ဝေဂျန်စီနဲ့ North Sea တို့ကဝန်းရံထားတာကြောင့်ဂဲယိုရန်အလားပါတွေကကဘာကျော်ပါတယ်။ဒါဆိုရင်ငိမ့်ချမ်းပြီးတော့ဒီနေ့လိုချမ်းသာကြွယ်ဝတဲ့နော်ဝေကဘလို့တမိုင်းကြောင်းတွေကိုဖျက်ဆီးလာခဲ့တာလေ။ဥရောပတခွင်ကိုကြောက်စရာခေါင်းစီခဲ့တဲ့ Vikings တွေကရောဘသူတွေလဲ။လွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်ရေခဲခေတ် Ice Age ကုံဆုံးပြီးတဲ့နောက်မှာတော့လူသားတွေကတဖြည်းဖြည်းနော်ဝေဒေသကိုအခြေချနေထိုင်လာကြပါတယ်။အစပိုင်းမှာတော့သူတို့ကအမဲလိုက်ခြင်းငါးဖမ်းခြင်းနဲ့သဘာဝအရင်းမြစ်တွေကိုမိခိုပြီးတော့ဘဝကိုရိုးရှင်းစွာဖျက်ဆီးခဲ့ကြပါတယ်။ဒါပေမဲ့အချိန်ကြီးကြာလာတာနဲ့အမျှဂိုင်းရန်တစ်လျှောက်မှာရွာငယ်လေးတွေပေါ်ပေါက်လာခဲ့ပြီးတော့သင်္ဘောတိဆောက်တဲ့နည်းပညာတွေလည်းတဖြည်းဖြည်းဖွံ့ဖြိုးလာခဲ့ပါတယ်။အဲဒီကနေစတင်ပြီးတော့ကမ္ဘာသမိုင်းမှာအကျော်ကြားဆုံးစစ်တီတော်တွေရဲ့ခေတ်တစ်ခေတ်ပေါ်ပေါက်လာခဲ့ပါတယ်။သူတို့ကတော့ Vikings တွေပဲဖြစ်ပါတယ်။ Viking ခေတ်လို့သမိုင်းမှာမှတ်တမ်းတင်ထားတဲ့ကာလကခရစ်နှစ်993ခုနှစ်ကနေ1066ခုနှစ်အထိဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းက Vikings တွေကရှေလျားတဲ့ Long Ship လို့ခေါ်တဲ့သင်္ဘောတွေနဲ့ပင်လယ်ကိုဖြတ်သန်းပြီးတော့ဥရောပနိုင်ငံများစွာကိုရောက်ရှိခဲ့ကြပါတယ်။သူတို့ကစစ်တပ်ရာမှာအလွန်ရဲရင်ပြီးတော့သင်္ဘောမောင်းနေရာမှာလည်းထူးချွန်တာကြောင့်ဥရောပတခွင်ရလူတွေကသူတို့ကိုကြောက်ရွံ့ခဲ့ကြပါတယ်။ဒါပေမဲ့လူအများထင်ထားသလို Vikings တွေကစစ်တပ်ယုံပဲလုပ်ခဲ့တာတော့မဟုတ်ပါဘူး။သူတို့ကအလွန်ကျွမ်းကျင်တဲ့ဂုံတယ်တွေစူးစမ်းရှာဖွေသူတွေသင်္ဘောဆောက်လုပ်သူတွေလည်းဖြစ်ကြပါတယ်။အမှန်တကယ်တော့ Vikings တွေက Iceland, Greenland နဲ့ North America အထိတောင်မှရောက်ရှိခဲ့ကြတယ်လို့သမိုင်းမှတ်တမ်းတွေမှာဖော်ပြထားပါတယ်။ဒါဟာ Christopher Columbus အမေရိကတိုက်ကိုမရောက်ခင်နှစ်ပေါင်း900နီးပါးကလေးကဖြစ်ခဲ့တာပါ။အဲဒီခေတ်ကနာမည်ကျော်စူးစမ်းရှာဖွေသူတူကတော့ Leif Erikson ပဲဖြစ်ပါတယ်။သမိုင်းပညာရှင်အများစုက Leif Erikson ကဥရောပသားတွေထဲမှာ North America ကိုပထမဆုံးရောက်ရှိခဲ့သူလို့ယူဆကြပါတယ်။ဒါကြောင့်နော်ဝေဟာစစ်တီတော်တွေရဲ့နိုင်ငံတစ်ခုသာမဟုတ်ပဲကမ္ဘာကိုစူးစမ်းဖွင့်လှစ်ပေးခဲ့တဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။နောက်ပိုင်းမှာတော့နော်ဝေဟာဒိန်းမတ်နဲ့ဆွီဒင်တို့နဲ့နှစ်ပေါင်းများစွာပူးပေါင်းအုပ်ချုပ်ခံခဲ့ရပါတယ်။အဲဒီလိုနိုင်ငံရေးအလှည့်အပြောင်းတွေအပြောင်းလဲတွေများစွာနဲ့ကြုံတွေ့ခဲ့ရပေမဲ့1905ခုနှစ်မှာတော့နော်ဝေကဆွီဒင်ထံကနေငြိမ်းချမ်းစွာခွဲထွက်ပြီးတော့လွတ်လပ်တဲ့နိုင်ငံအဖြစ်ပြန်လည်ရပ်တည်နိုင်ခဲ့ပါတယ်။ဒီကနေ့အထိ1905ခုနှစ်ကိုနော်ဝေလူမျိုးတွေအတွက်ဂုဏ်ယူစရာသမိုင်းဝင်နှစ်တစ်နှစ်အဖြစ်ကိုသတ်မှတ်ထားကြပါတယ်။ဒါပေမဲ့နော်ဝေရဲ့အလားပါကိုပြောမယ်ဆိုရင်သမိုင်းကြောင်းတစ်ခုတည်းနဲ့မလုံလောက်ပါဘူး။တောင်တန်းတွေရေတံခွန်တွေ
Fall 3နဲ့ပြင်းနေတဲ့သဘာဝရှုခင်းတွေကတကယ်ကိုအသက်ရှူမလောက်အောင်လှပပါတယ်။နော်ဝေကိုတစ်ခေါက်ရောက်ဖူးတဲ့သူတိုင်းပြန်လာတဲ့အခါမှာအမြဲပြောလေးရှိတဲ့စကားတစ်ခွန်းရှိတယ်။ဒီနိုင်ငံဓာတ်ပုံထက်အပြင်မှာပိုလာတယ်ဆိုတာပါပဲ။တကယ်လဲနော်ဝေရဲ့သဘာဝရှုခင်းတွေကကင်မရာတစ်လုံးနဲ့အပြည့်အဝဖမ်းယူဖို့တောင်ခက်ခဲလာအောင်လှပပါတယ်။အထူးသဖြင့် Falls တွေကတော့နော်ဝေရဲ့အထင်ကရသဘာဝအမွေအနှစ်တွေဖြစ်ပါတယ်။ Falls ဆိုတာကတော့လွန်ခဲ့တဲ့ရေခဲခေတ် Ice Age ကိုအတွင်းမှာရေခဲတောင်ကြီးတွေရေလျားသွားရာကနေဖြစ်ပေါ်လာတဲ့ပင်လယ်ဝင်ပေါက်ရှည်ကြီးတွေကိုခေါ်တာပါ။တစ်ဖက်မှာမန်းဆောက်တဲ့ကြောက်တောင်ကြီးတွေအောက်ဘက်မှာအပြာရောင်ပင်လယ်ရေတွေအမြင့်ကနေစီးကျလာတဲ့ရေတကုံတွေကိုတနေရာထဲမှာမြင်တွေ့ရတာကတကယ်ကိုသဘာဝရဲ့အနုပညာလက်ရာတစ်ခုလိုပါပဲ။အဲ့ဒီထဲမှာ Grangal Fall နဲ့ Nerine Fall က UNESCO ကမ္ဘာအမွေအနှစ်နေရာအဖြစ်သတ်မှတ်ခံထားရပါတယ်။နွေရာသီရောက်ရင်ကမ္ဘာအနှံ့ကခီးသွားတွေကဒီနေရာတွေကိုသင်္ဘောစီးပြီးတော့သဘာဝအလှကိုလာရောက်ပြီးတော့ခံစားကြပါတယ်။နော်ဝေရဲ့မြို့တော်အော်စလိုကလည်းခင်မီမျိုးပြတစ်ခုဖြစ်ပေမဲ့သဘာဝနဲ့လိုက်ဖက်ညီအောင်တိစောက်ထားတာကြောင့်နာမည်ကျော်ပါတယ်။မြို့ထဲမှာပန်းချံကြီးတွေရေကန်တွေသက်တော်တွေနဲ့ပြည့်နေပြီးတော့လူနေမှုဘဝကအေဂျင့်လွန်းတာကြောင့်ကမ္ဘာနေကျင်စရာအကောင်းဆုံးမြို့တွေထဲမှာအမြဲပါဝင်နေပါတယ်။နောက်ထပ်ထင်ရှားတဲ့မြို့တစ်မြို့ကတော့ Vagan ဖြစ်ပါတယ်။ဒီမြို့ကအယောင်ဆုံးသစ်သားအိမ်လေးတွေနဲ့ပြည့်နေပြီးတော့နောက်ခံမှာတောင်တန်းတွေဝင်းရံထားတာကြောင့်ပုံမြင်တွေကမြို့လေးတစ်မြို့လိုခံစားနေရပါတယ်။ Vagan ကရာသီဥတုအေးမြပြီးတော့မိုးရွာရက်များတဲ့မြို့အဖြစ်လဲနာမည်ကြီးပါတယ်။အကယ်၍ Northern Lights ကိုကြည့်ကြနေဆိုရင်တော့ Tromso မြို့ကိုမဖြစ်မနေသွားသင့်ပါတယ်။ဒီမြို့ကို Gateway to the Arctic လို့တောင်မှခေါ်ကြတာဖြစ်ပါတယ်။ဆောင်းရာသီညတွေမှာကောင်းကင်တစ်ခုလုံးအစိမ်းရောင်ခင်းရောင်အလင်းတန်းတွေကခုန်နေတယ်လို့မြင်တွေ့ရတဲ့မြင်ကွင်းကဘဝမှာတစ်ချိန်လောက်တော့မြင်ဘူးတဲ့သဘာဝအံ့ဖွယ်တစ်ခုလို့ခီးသွားအများစုကပြောကြပါတယ်။ဒါအပြင် Lofoten ကျွန်းစုကလည်းနော်ဝေရဲ့အလှဆုံးနေရာတွေကတစ်ခုဖြစ်ပါတယ်။နှင်းဖုံးကြောင်တန်းတွေအပြာရောင်ပင်လယ်တန်ငါရွာလေးတွေနဲ့အနီရောင်သစ်သားအိမ်ငယ်လေးတွေပေါင်းဆက်ထားတဲ့ရှုခင်းကပကြီးကားတစ်ချက်လိုလှပနေပါတယ်။ဒါကြောင့်ဟောလိဝုဒ်ရုပ်ရှင်တွေနဲ့နိုင်ငံတကာကြော်ညာများစွာကိုဒီဒေသမှာလာရောက်ပြီးတော့ရိုက်ကူးကြတာဖြစ်ပါတယ်။ဒါပေမဲ့နော်ဝေကိုကမ္ဘာအချမ်းသာဆုံးနိုင်ငံတွေထဲမှာပတ်ဝင်လာအောင်ဘာအထောက်အကူပြုခဲ့ရလဲ။လူဦးရေနည်းနည်းလေးနဲ့ဘာကြောင့်ဒီလောက်ဖွံ့ဖြိုးတိုးတက်ပြီးတော့အချမ်းသာလာခဲ့ရလဲ။သဘာဝအလှတရားကြောင့်သာနော်ဝေကကမ္ဘာကျော်လာခဲ့တာတော့မဟုတ်ဘူး။ဒီနိုင်ငံကိုအမှန်တကယ်ပြောင်းလဲပြီးခဲ့တဲ့အရာကတော့ပင်လယ်အောက်မှာတွေ့ရှိခဲ့တဲ့သဘာဝသယံဇာတာတွေပါပဲ1960ပြည့်လွန်နှစ်တွေမှာNorth Sea တွေကပင်လယ်ရေအောက်ထဲမှာရေနံနဲ့သဘာဝဓာတ်ငွေ့အများအများတွေ့ရှိခဲ့ပါတယ်။အဲဒီချိန်ကစပြီးတော့နော်ဝေရဲ့စီးပွားရေးကအရှိန်အဟုန်နဲ့တိုးတက်လာခဲ့ပါတယ်။ဒါပေမဲ့နော်ဝေအစိုးရကရေနံရောင်းရတဲ့ငွေတွေကိုအလွယ်တကူမသုံးခဲ့ပါဘူး။အနာဂတ်မျိုးဆက်တွေအတွက်ရည်ရွယ်ပြီးတော့ Government Pension Fund Global လို့ခေါ်တဲ့အမျိုးသားယင်းနှိမ့်မြှုပ်နှံမှုရန်ပုံငွေကိုတည်ထောင်ခဲ့ပါတယ်။ဒီရန်ပုံငွေကိုလူအများက Wine Fund လို့ပို့ပြီးတော့လူသိများကြပါတယ်။ဒီနေ့ချိန်မှာတော့ဒီရန်ပုံငွေကကမ္ဘာအကြီးဆုံးအချုပ်အခြာအပိုင်းယင်းနှိမ့်မြှုပ်နှံမှုရန်ပုံငွေတွေတည်းတစ်ခုဖြစ်လာပြီးတော့ကမ္ဘာတဝန်းကကုမ္ပဏီပေါင်းထောင်နဲ့ချီမှာယင်းနှိမ့်မြှုပ်နှံထားပါတယ်။ဒါကြောင့်လေရေနံတနေကုန်သွားရင်တောင်မှနော်ဝေကခိုင်မာတဲ့စီးပွားရေးကိုဆက်လက်ပြီးတော့ထိန်းသိမ်းထားနိုင်မယ်လို့ယုံကြည်ကြပါတယ်။ဒါပေမဲ့နော်ဝေရဲ့အောင်မြင်မှုကရေနံတစ်ခုတည်းကြောင့်မဟုတ်ပါဘူးဒီနိုင်ငံကလူသားအရင်းမြစ်ကိုအလွန်အရေးပေးတဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ် education သို့မဟုတ်ပညာရေးစနစ်ကအရေးအသွေးမြင့်ပြီးတော့နိုင်ငံသားအများစုကအစစ်မြင့်ပညာကိုအခွင့်အရေးများကြစွာသင်ယူနိုင်ကြပါတယ် healthcare သို့မဟုတ်ကျန်းမာရေးစနစ်ကလည်းကမ္ဘာအကောင်းဆုံးတွေထဲမှာပါဝင်ပါတယ်လူတယောက်ရဲ့ငွေကြေးအခက်အခဲကြောင့်စိတ်ကူးသောခွင့်မရတာမျိုးအလွန်နေပါတယ်။ဒါအပြင်အလုံးနဲ့ကိုယ်ပိုင်ဘဝကိုမျှတအောင်နေထိုင်တဲ့ work-life balance ယဉ်ကျေးမှုကြောင့်လည်းနော်ဝေလူမျိုးတွေကစိတ်ဖိစီးမှုနဲ့ပါပြီးတော့ဘဝကိုပုံမပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါတယ်။မိဘနှစ်ဦးစလုံးအတွက်ကလေးပြုစုခွင့်အလုပ်သမားအခွင့်အရေးလူမှုဖူလုံရေးစနစ်တွေကိုလည်းဥပဒေအရကောင်းမွန်စွာနဲ့အကာအကွယ်ပေးထားပါတယ်။နော်ဝေရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုပြောမယ်ဆိုရင်နည်းပညာနဲ့စီးပွားရေးအောင်မြင်မှုတွေတည်းမဟုတ်ဘဲနဲ့နှစ်ပေါင်းထောင်ချီတည်ရှိလာတဲ့ယဉ်ကျေးမှုတွေလည်းအရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်နေပါတယ်။နော်ဝေလူမျိုးအများစုကသဘာဝကိုအလွန်တန်ဖိုးထားကြပါတယ်။အားလည်းရောက်ရင်တောင်တက်တာငားများတာနှင်းလျှောစီးတာတောထဲမှာစခန်းချတာနဲ့မိသားစုလိုက်ပြုလုပ်လို့ရှိတယ်။သူတို့မှာ free load sleep လို့ခေါ်တဲ့အယူအဆတစ်ခုရှိတယ်။ဒီစကားလုံးရဲ့အဓိပ္ပာယ်ကတော့သဘာဝနဲ့အတူနေထိုင်တဲ့ဘဝလို့အကြမ်းပြင်းပြောလို့ရပါတယ်။ဒါကြောင့်နော်ဝေလူမျိုးတွေကအလုံများနေတဲ့ကြားကတောင်မှသဘာဝတွေကိုထွက်ပြီးတော့အနားယူဖို့အချိန်ပေးကြပါတယ်။
နော်ဝေမှာနောက်ထပ်ထူးခြားတဲ့လူမျိုးစုတစ်ခုကတော့ဆာမီလူမျိုးတွေပဲဖြစ်ပါတယ်။သူတို့ကနော်ဝေ၊ဆွီဒင်၊ဖင်လန်နဲ့ရုရှားမြောက်ပိုင်းဒေသတွေမှာနှစ်ပေါင်းထောင်ချီနေထိုင်လာခဲ့တဲ့ဌာနေတိုင်းသားတွေဖြစ်ကြပါတယ်။ဆာမီလူမျိုးတွေက reindeer လို့ခေါ်တဲ့သမင်မျိုးကိုမွေးမြူပြီးတော့အသက်မွေးဝမ်းကြောင်းပြူတာကြောင့်ကဘာကျော်ပါတယ်။ဒီကနေ့ချိန်ထိသူတို့ရဲ့ဘာသာစကားဝတ်စားစင်ရင်ပုံတခြင်းနဲ့ရိုးရာဓလေ့တွေကိုဂုဏ်ယူစွာထိန်းသိမ်းထားဆဲဖြစ်ပါတယ်။ဒါကနော်ဝေရဲ့ယဉ်ကျေးမှုမတူတဲ့ကွဲပြားတဲ့ပုံမထင်ရှားမှုအချက်တစ်ခုလည်းဖြစ်စေပါတယ်။နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့နော်ဝေက Nobel Peace Prize ဆုကိုချီးမြှင့်တဲ့နိုင်ငံဖြစ်ပါတယ်။ Nobel ငြိမ်းချမ်းရေးဆုကိုချီးမြှင့်တဲ့နိုင်ငံမှာဆုအားလုံးကိုဆွီဒင်မှာပေးအပ်ပေမဲ့ Nobel Peace Prize Nobel ငြိမ်းချမ်းရေးဆုကိုတော့နှစ်စဉ် Oslo မြို့မှာပဲပေးအပ်ပါတယ်။ဒါကြောင့် Oslo ကကမ္ဘာငြိမ်းချမ်းရေးရဲ့အရေးကြီးတဲ့မြို့တစ်မြို့အဖြစ်လဲလူသိများပါတယ်။နောက်ထပ်အံ့ဩစရာကောင်းတာကနော်ဝေမှာအကျဉ်းထောင်တွေတောင်တခြားနိုင်ငံတွေနဲ့မတူပါဘူး။အကျဉ်းသားတွေကိုပြစ်ဒဏ်ပေးရုံမဟုတ်ပဲလူအဖွဲ့အစည်းရဲ့ပြန်လည်ဝင်ဆက်နိုင်အောင်ပညာသင်ကြားပေးခြင်းအသက်မွေးဝမ်းကြောင်းပညာသင်ပေးခြင်းနဲ့စိတ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ရေးကိုအလေးထားဆောင်ရွက်ကြပါတယ်။ဒါကြောင့်ပြစ်မှုထက်မှန်ကျူးလွန်တော့ကကမ္ဘာပေါ်မှာအနည်းဆုံးနိုင်ငံတွေတနိုင်ငံအဖြစ်သတ်မှတ်ခံထားရပါတယ်။ချမ်းသာတဲ့နိုင်ငံလှပတဲ့နိုင်ငံဆိုတာထက်နော်ဝေကအနာဂတ်ကိုစနစ်တကျစီမံထားတဲ့နိုင်ငံတစ်နိုင်ငံလို့ပြောရင်လည်းမမှားပါဘူး။တဘာဝတည်ရန်စာတပ်တွေကိုအကျိုးရှိရှိအသုံးချနိုင်ခဲ့တယ်လို့ပညာရေးကျန်းမာရေးလူမှုဖူလုံရေးနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလည်းမျှတစွာလေးထားနိုင်ခဲ့တာကြောင့်ဒီနေ့လိုကဘာကလေးစားအားကြရတဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့တာပါဒီဗီဒီယိုကနေနော်ဝေအကြောင်းကိုဘုသူတာတစ်ခုခုရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်